2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့အတွက်နိုင်ငံရေးပါတီအစုအဖွဲ့တွေနဲ့သဘောတူညီချက်43ချက်ရရှိထားတယ်လို့အာဏာသိမ်းခေါင်းဆောင်ကမကြာခဏဆိုသလိုထုတ်ဖော်ပြောဆိုနေပေမဲ့ဒီအချက်လက်တွေကိုတော့အများပြည်သူသိရှိအောင်တရားဝင်ထုတ်ပြန်ခြင်းမရှိဘဲကန့်သတ်ထားဆဲဖြစ်ပါတယ်။လက်ဝယ်ရရှိထားတဲ့အဲ့ဒီသဘောတူညီချက်43ချက်ထဲမှာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးနဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တို့ရဲ့သက်တမ်းကို10နှစ်အထိတိုးမြှင့်သတ်မှတ်သွားဖို့ပါဝင်နေသလိုနိုင်ငံရေးသမားတွေကိုပြစ်မှတ်ထားနှိပ်ကွပ်မဲ့ဥပဒေပိုင်းဆိုင်ရာအချက်လက်တွေလည်းအဓိကအနေနဲ့ပါဝင်နေတာကိုတွေ့ရှိရပါတယ်။တကယ်တော့နိုင်ငံရေးပါတီတွေဘက်ကအခြေခံဥပဒေပြင်ဆင်နိုင်ရေးအတွက်အချက်ပေါင်း200ကျော်အထိတင်ပြခဲ့ကြတာဖြစ်ပေမဲ့အာဏာသိမ်းအစိုးရရဲ့အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC ကတော့သူတို့ရဲ့အကျိုးစီးပွားကိုပဲအကာအကွယ်ပေးနိုင်မဲ့43ချက်ကိုပဲရွေးချယ်လက်ခံခဲ့တာဖြစ်ပါတယ်။ဒါကြောင့်လည်းအခုပြုလုပ်နေတဲ့ပြင်ဆင်ချက်တွေဟာနိုင်ငံရေးအရအမှန်တကယ်ပြုပြင်ပြောင်းလဲဖို့ထက်အာဏာရှင်စနစ်ပုံမအမြင့်တွေခိုင်မာလာစေဖို့နဲ့တစ်ဖက်သက်အုပ်ချုပ်နိုင်စွမ်းရှိစေဖို့ကိုပဲဥတီလှုပ်ဆောင်နေတာဖြစ်တယ်လို့ဥပဒေပညာရှင်တွေနဲ့နိုင်ငံရေးသမားတွေကပြင်းပြင်းထန်ထန်ဝေဖန်ထောက်ပြနေကြပါတယ်။အာဏာသိမ်းခေါင်းဆောင်ဟာဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်335ပါနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးရဲ့တပ်တန်းကိုပြင်ဆင်ဖို့လှုံ့ဆော်နေတာဖြစ်ပါတယ်။မူလဥပဒေမှာခုံရုံးတပ်တန်းကိုပြည်ထောင်စုလွှတ်တော်တပ်တန်းနဲ့အညီ9နှစ်လို့သတ်မှတ်ထားပေမဲ့အခုသဘောတူညီချက်မှာတော့10နှစ်အထိ2ဆတိုးပြီးပြောင်းလဲသတ်မှတ်မှာဖြစ်ပါတယ်။ဒီခုံရုံးဟာလွှတ်တော်နဲ့အစိုးရကရေးဆွဲပြဋ္ဌာန်းတဲ့ဥပဒေတွေဟာအခြေခံဥပဒေနဲ့ညီညွတ်မှုရှိမရှိစစ်စစ်ဆုံးဖြတ်ရတဲ့အမြင့်ဆုံးအဖွဲ့အစည်းဖြစ်ပြီးတော့ခုံရုံးရဲ့ဆုံးဖြတ်ချက်ဟာအပြည့်အပြတ်ဖြစ်သလိုလွှတ်တော်ကတော့ပြန်လည်ပြင်ဆင်ခွင့်ဒါမှမဟုတ်ပယ်ဖျက်ခွင့်မရှိတဲ့အာဏာအရှိဆုံးအဖွဲ့အစည်းလည်းဖြစ်ပါတယ်။ဒါ့အပြင်အဲ့ဒီခုံရုံးဥက္ကဋ္ဌကိုအာဏာသိမ်းခေါင်းဆောင်ကဓာတ်ရိုက်ခန့်အပ်မှာဖြစ်ပြီးတော့အခုပြင်ဆင်လိုက်တဲ့10နှစ်သက်တမ်းအရဆိုရင်ဒီခုံရုံးဟာအစိုးရ30လောက်အထိတာဝန်ယူလွှမ်းမိုးထားနိုင်မဲ့အခြေအနေလည်းဖြစ်ပါတယ်။ဒါဟာအနာဂတ်မှာပေါ်ပေါက်လာမဲ့အစိုးရနဲ့လွှတ်တော်တွေရဲ့လုပ်ပိုင်ခွင့်တွေကိုအာဏာရှင်ကလက်တံရှည်ရှည်နဲ့ဆက်လက်ချုပ်ကင်နိုင်ဖို့အတွက်ကြိုတင်ပြင်ဆင်လိုက်တာဖြစ်တယ်လို့ဥပဒေပညာရှင်တွေကထောက်ပြဝေဖန်နေကြပါတယ်။နောက်ထပ်အရေးကြီးတဲ့ပြင်ဆင်ချက်တစ်ခုကတော့နိုင်ငံရေးပါတီတွေရဲ့တီထောင်ခွင့်ပယ်ဖျက်ခွင့်နဲ့ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေကိုစီမံခန့်ခွဲမဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့သက်တမ်းကိုလည်းမူလ9နှစ်ကနေ10နှစ်အထိ2ဆတိုးမြှင့်သွားဖို့ဖြစ်ပါတယ်။ရွေးကောက်ပွဲကော်မရှင်ဟာကိုယ်စားလှယ်လောင်းတဦးချင်းစီကစလို့နိုင်ငံရေးပါတီတွေရဲ့မှတ်ပုံတင်ခွင့်တွေကိုပါစီစစ်ဆုံးဖြတ်နိုင်တဲ့လုပ်ပိုင်ခွင့်အာဏာအပြည့်အဝရှိနေပြီးဥက္ကဋ္ဌဖြစ်သူကိုလည်းအာဏာသိမ်းခေါင်းဆောင်ကပဲဓာတ်ရိုက်ခန့်အပ်မှာဖြစ်ပါတယ်။ဒီလိုတပ်တန်းတိုးမြင့်လိုက်တာဟာဦးမင်းအောင်လှိုင်အနေနဲ့တာမန်9နှစ်တပ်တန်းထပ်ပို့ပြီးတော့မြန်မာနိုင်ငံရေးအပေါ်ရေရှည်လွှမ်းမိုးချုပ်ကင်ထားနိုင်ဖို့အတွက်ရည်ရွယ်ချက်ရှိရှိကြိုတင်ပြင်ဆင်လိုက်တာဖြစ်တယ်လို့နိုင်ငံရေးလေ့လာသူတွေကသုံးသပ်နေကြပါတယ်။ဒါ့အပြင်2021အာဏာသိမ်းမှုနောက်ပိုင်းစစ်တပ်ရဲ့ဖမ်းဆီးတပ်ဖြတ်မှုတွေကြောင့်ပြည်ပနိုင်ငံတွေမှာတိမ်းရှောင်ခိုလုံနေရတဲ့နိုင်ငံရေးသမားတွေနဲ့ဒီမိုကရေစီအတိုက်ခံနိုင်ငံရေးသမားတွေကိုပြစ်မှတ်ထားတဲ့ဥပဒေကန့်သတ်ချက်တစ်တွေကိုလည်းပြဋ္ဌာန်းသွားဖို့ရှိနေပါတယ်။ဒီပြင်ဆင်ချက်အရပြည်ထောင်စုဝန်ကြီးတွေနဲ့တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေတာမကသူတို့ရဲ့မိသားစုဝင်တွေဖြစ်ကြတဲ့ဇနီးခင်ပွန်းသားသမီးနဲ့ချွေးမသမက်တွေကိုပါနိုင်ငံသားမဖြစ်ရသလိုနိုင်ငံခြားဩဇာခံမဖြစ်ရဘူးဆိုတဲ့အချက်တွေကိုလည်းအသက်ဖြည့်စွက်သွားမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။အဝေးရောက်နိုင်ငံရေးသမားတွေဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုကန့်သက်ပိတ်ပင်ဖို့အတွက်ဒီအဆိုတွေကိုတော့စစ်ဗိုလ်ချုပ်တွေနဲ့ဖွဲ့စည်းထားတဲ့ NSPNC ကအဆိုပြုခဲ့တာလို့သိရပါတယ်။ဒီလိုအငင်းပွားစရာပြင်ဆင်ချက်တွေကိုဆွေးနွေးပွဲမှာပါဝင်တဲ့နိုင်ငံရေးပါတီကိုယ်စားလှယ်အားလုံးကသဘောမတူကြပေမဲ့ပြည်သူ့ပါတီဥက္ကဋ္ဌဦးကိုကိုကြီးနဲ့ရခိုင်ဦးဆောင်ပါတီကဒေါက်တာအေးမောင်တို့ကတော့
ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်နဲ့အတူအားလုံးရဲ့ကိုစားသဘောတူညီကြောင်းလက်မှတ်ရေးထိုးခဲ့ကြပါတယ်။အာဏာသိမ်းစစ်အုပ်စုဟာဒီသဘောတူညီချက်တွေကိုအများပြည်သူမသိအောင်လျှို့ဝှက်ထားဖို့တင်းတင်းကြပ်ကြပ်တားမြစ်ထားပြီးသူတို့ဖော်ဆောင်မဲ့လွှတ်တော်ဟာအခြေခံဥပဒေကိုအချက်ပေါင်းအများဆုံးပြင်ဆင်နိုင်တဲ့လွှတ်တော်ဖြစ်လာမယ်လို့ဝါရဖြန့်ပြောဆိုနေကြပါတယ်။ဒါပေမဲ့တကယ်တမ်းလက်ဝယ်ရရှိထားတဲ့ပြင်ဆင်ချက်43ချက်လုံးမှာတော့စစ်တပ်ကနိုင်ငံရေးကနေအဆင့်စစ်ထွက်ခွာဖို့ဒါမှမဟုတ်စစ်တပ်ရဲ့အခမ်းကဏ္ဍကိုရှော့ချဖို့လုံးဝမပါဝင်ပဲအာဏာသိမ်းခေါင်းဆောင်ရဲ့အာဏာဇက်ကိုပဲပုံမခိုင်မာလာစေဖို့ပုံဖော်ထားတာကိုတွေ့ရှိရတယ်လို့ဥပဒေပညာရှင်တွေကထောက်ပြကြပါတယ်။